ဒါကတော့ Bami Chelsea ရဲ့ YouTube Channel နဲ့ TikTok Channel တို့ပါဆိုတော့ဒီနေ့က Bami Chelsea ရဲ့သတင်းတိုအစီအစဉ်ပါဒီနေ့ပြပြမယ့်သတင်းတိုကဒါအားရအသင်းရဲ့နောက်ခံကစားသမားဟောင်းတဦးဖြစ်တဲ့လက်ရှိ Chelsea အသင်းကလက်ဘက်ကစားသမားတစ်ယောက်ဖြစ်တဲ့ Jordan Hatto တယောက်ကိုသူ့ရဲ့အသင်းဟောင်းဖြစ်တဲ့ Irish အသင်းကပြန်ပြီးတော့အလိုရှိနေတယ်ဆိုတဲ့သတင်းပါဆိုတော့ဒီသတင်းကဒါထွက်လာတာတော့သိမကြသေးပါဘူးပြီးတော့ Jordan Hatto ကလည်းဒီ Chelsea မှာဒီပထမရာသီဝက်အတွင်းမှာပွဲကစားချိန်လုံးလုံးလောက်မရှိခဲ့ဘူး။လိုက်ရထွက်ကစားရတဲ့ပွဲဆိုတာတော့မှမရှိခဲ့ဘူးပေါ့နော်။ဆိုတော့သူ့အတွက်ကနိုင်ငံလေးတွေအသင်းမှာရွေးချယ်ခံရဖို့အတွက်သူ့အနေနဲ့ပွဲကစားချိန်အခုထပ်ပိုပြီးလိုအပ်တယ်ဆိုတော့ဒီကိစ္စကဟတ်တိုတယောက် Irish အသင်းစီကိုပြောင်းသွားတာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်ဒီဇန်နဝါရီမှာဖြစ်ရင်လည်းဖြစ်လိမ့်မယ်ဒါမှမဟုတ်လေလာမယ့်လာမယ့်နှစ်မှာပေါ့နော်ဆိုတော့ Jordan Hatto ကလက်ရှိ Mares ကအကြိုက်ကစားသမားတယောက်မဟုတ်ဘူးဒီကစားသမားကဘုတ်ဖွဲ့ကဝယ်ပေးထားလို့အသင်းရဲ့ squad ထဲကိုရောက်နေတာဆိုတော့ဒါကတော့ Bami Chelsea ရဲ့သတင်းတိုအစီအစဉ်ဖြစ်ပါတယ်ဆိုတော့ Bami Chelsea မှာ Bami Chelsea YouTube Channel မှာChelsea တင်းနဲ့ပတ်သက်တဲ့သတင်းတွေနောက်ပွဲကြို30ချက်ပွဲပြီး30ချက်တွေအားလုံးကိုကျွန်တော်တင်ဆက်ပေးနေပါတယ်ဆိုတော့ Chelsea တင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ Bami Chelsea YouTube Channel နဲ့ TikTok account တို့ကို follow ထားခြင်း subscribe လုပ်ထားခြင်းဖြင့်စောင့်ကြည့်လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်